ချင်းဆက်ဟင်းတွေချက်မယ်ဆိုရင်လေဘာချင်းဆက်ဟင်းပဲချက်ချင်းဆက်ဝက်ချင်းဆက်ကြိုက်တဲ့ဟင်းကိုချက်ပေါ့နော်ဒီအနှစ်ကလေးလှုပ်ထားမယ်ဆိုလို့ရှိရင်လေအရန်အဆင်ပြေတယ်ဒါကိုယ့်ဘာကိုအိမ်မှာလှုပ်လို့လေရတယ်ပြီးတော့စိုင်းနေမှာဆိုလဲဒီလိုမျိုးလေးလှုပ်ပြီးတော့ကြော်လှော်ချက်ပြုတ်ကြတာပေါ့နော်ဒီနေ့ကတော့လေဒါပဇွန်ချင်းဆက်ဟင်းလေးပါနော်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့လေပဇွန်ချင်းဆက်ဟင်းလေးအိမ်မှာချက်စားဖြစ်တယ်ပဇွန်ချင်းဆက်ဟင်းလေးချက်စားဖို့အတွက်ကိုကြတော့အခုဒီမှာစေးကြောတန့်စင်ထားတဲ့ပဇွန်တုပ်ကလေးတွေရဲ့ခရမ်းညင်သီးတစ်လုံးကိုပါလှီးထားမယ်ဒါကတော့ကြက်ဥအကာလေးပါနော်ကြက်ဥတစ်လုံးအကာပဲယူမယ်အနှစ်မယူဘူးပြီးတော့ဒီမှာကချင်းဆက်အနှစ်ကလေးပါပြီးရင်တော့ကြက်သွန်ပြူနှုတ်ဆင်ထားတာနဲ့ကြက်သွန်နီလေးတွေတစ်လုံးလောက်ကိုပါလှီးထားတာလေးတွေလိုအပ်ပါမယ်ခင်ဗျာအခုကျွန်တော်ချက်မယ်ပဇွန်ချင်းဆက်ချက်နီးလေးကြတော့လေလွယ်ကူရိုးရှင်းပြီးတော့လေဆိုင်အရသာအတိုင်းလဲရမယ်ပြီးတော့အိမ်မှာလွယ်ကူလည်းချက်စားလို့ရမယ်ပုံစံလေးပါအရင်ဦးဆုံးတော့ကြက်သွန်ပြူနှုတ်ဆင်ထားတာနဲ့ကြက်သွန်နီပါလှီးထားတာလေးတွေကိုစီလေးအရင်ဦးဆုံးနှွမ်းသွားအောင်တက်ပေးလိုက်ပါမယ်ပြီးရင်တော့ခရမ်းညင်သီးပါလှီးထားတာလေးတွေကိုအနှစ်ကလေးရဖို့အတွက်ကိုကျွန်တော်ကတစ်လုံးလောက်သုံးပြုပေးထားတယ်ဒါပြီးလို့ရှိရင်တော့ငရုတ်သီးမှုတ်ထည့်မှာပါခင်ဗျာငရုတ်သီးမှုတ်ကကြတော့အယောင်တင်မှုတ်ရဲပြီးတော့အဆက်စားနိုင်တဲ့လောက်ကိုငရုတ်သီးခွဲချမ်းလေးလည်းထည့်ပါမယ်ချင်းဆက်အနှစ်ကလေးလည်းထည့်အောင်မှာဆိုတော့လေငရုတ်သီးခွဲချမ်းလေးကိုတော့ဒီမှာနည်းနည်းလေးပဲအရင်ဆုံးထိမ့်ပြီးထည့်လိုက်ပါမယ်ဒါပြီးရင်တော့စီကြောတန့်စင်ထားတဲ့ပဇွန်လေးတွေထည့်ပြီးတော့ဟိုဘက်ဒီဘက်တေချာလေးလှိမ့်ပေးလိုက်ပါမယ်ခင်ဗျာဒီနေ့ကျွန်တော်ရဲ့ပဇွန်တုပ်တွေကတော့လေရေခဲတိုက်တွေကထွက်လာတာဆိုတော့ဒီကောင်တွေကအယောင်သိပ်ပြီးတော့မလှတော့ဘူးပေါ့နော်အခုဒီမှာအနံ့ရောအရသာရောအတွက်ကိုတော့ဒီမှာငံပြာရည်လေးပေါက်ပြီးတော့မှုေးလာအောင်လို့ထပ်ပြီးတော့လှိပ်ပေးလိုက်ပါမယ်ခင်ဗျာငံပြာရည်လေးပေါက်ပြီးတော့တေချာလေးမှုေးပေးပြီးအနံ့လေးမှုေးလာပြီဆိုရင်တော့ကိုယ်တိုင်လှုပ်ထားတဲ့ချင်းဆက်အနှစ်ကလေးထည့်ပေးလိုက်ပါမယ်ဒီချင်းဆက်အနှစ်ကလေးကကိုယ်တိုင်ပြုတ်လုပ်ပြီးတော့အိမ်မှာအမြဲတမ်းတင်ထားလေးရှိပါတယ်ဘာလို့ဆိုချင်းဆက်ဟင်းတွေချက်တဲ့အခါမှာလေးအစင်သစ်ဖြစ်အောင်ဆိုပြီးတော့အိမ်မှာဆက်ပြီးတော့ကျွန်တော်ကတင်ထားတယ်ပေါ့နော်ရေခဲတစ်တာထဲမှာကျွန်တော်အလင်းသိရင်လည်းဒီချင်းဆက်အနှစ်ပြုတ်လုပ်နည်းလေးကိုပြန်လည်မျှဝေပေးပါဦးမယ်နော်ဒါပြီးရင်တော့အရသာအတွက်ကြက်သားမှုတ်လေးအနှဲငယ်နဲ့အချိုအရသာအတွက်ကိုတော့ကျွန်တော်ကထညက်ခဲသုံးတဲ့အတွက်ထညက်ခဲလေးတစ်ချမ်းလောက်ထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ခုနကအနှစ်ဖယ်ထုတ်ထားတဲ့ကြက်ဥအကာလေးတစ်လုံးစာလောက်ကိုထည့်ပြီးတော့တိတိကျကျလေးမှွေပေးလိုက်ပါမယ်ခင်ဗျာဒီကြက်ဥအကာလေးထည့်ပေးလိုက်တာကြတော့လေဟင်းအနှစ်ကလေးကိုအခုလိုမျိုးလေးနဲ့ဖက်စားလို့ရမယ်အနှစ်ပြစ်ကလေးရအောင်လို့ထည့်ပေးရခြင်းဖြစ်ပါတယ်ဒါပြီးရင်တော့ဟင်းရဲ့အရသာလေးကိုအရင်ဦးဆုံးမြည်ကြည့်လိုက်ပါမယ်မြည်ကြည့်ပြီးကမှပဲအရသာလေးလိုအပ်တယ်ဆိုရင်တော့လိုအပ်တဲ့အရသာလေးတွေကိုထပ်ပြီးတော့ထည့်နိုင်ပါတယ်ဒီနေရာမှာကျွန်တော်ကအချိုအရသာအတွက်ထညက်ခဲအသုံးပြုသွားတာကိုထညက်ခဲအသုံးမပြုတတ်ဘူးဆိုရင်လည်းတကြားလက်ဖက်ရည်စွန်းတစ်စွန်းစာလောက်ကိုလည်းအသုံးပြုပေးလို့ရပါတယ်ခင်ဗျာကဲအခုဒီမှာဟင်းရဲ့အရသာလေးလည်းအနေတော်ဖြစ်ပြီဆိုတော့ကျွန်တော်ကနောက်ဆုံးအနေနဲ့မဆလာလေးအုပ်ပေးလိုက်ပါမယ်ခင်ဗျာကဲအခုဆိုရင်တော့မဆလာနဲ့မှုမွေးလေးနဲ့ပဇွန်ချင်းဆက်မဆလာဟင်းလေးကစားဖို့ရန်အဆင်သင့်ဖြစ်သွားပါပြီခင်ဗျာအခုကျွန်တော်ချက်ပြသွားတယ်ပဇွန်ချင်းဆက်ချက်နီးလေးကကြတော့လေစိုင်းနေမှာမှာစားရင်စားရမယ့်အရသာမျိုးလေးရအောင်လို့အိမ်မှာလွယ်တကူချက်ပြုတ်လို့ရတဲ့နီလန်းလေးနဲ့ချက်ပြပေးသွားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီပဇွန်ချင်းဆက်မဆလာချက်ပြုတ်ပုံလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like and share လေးတွေလည်းလုပ်ပေးသွားလို့ရပါတယ်နောက်ထပ်လည်းဟင်းလေးတွေချက်စီချင်တာမျိုးရှိရင်လည်း comment လေးမှာရေးသွားပေးလို့လည်းရပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်သွားပေးဖို့ကိုလည်းတောင်းဆိုပါရစေနော်ကဲဒါဆိုရင်တော့ဗီဒီယိုလေးလည်းရှည်သွားပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေနော်အားလုံးပဲနေကောင်းချမ်းသာကြပါစေလို့ကျွန်တော်ကဆုတောင်းမေတ္တာပို့သလျက်ပါခင်ဗျာကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာဘိုင်